ကြိုက်မျိုးမြင်းကြီးလန် project တွေအကုန်ပြည့်စုံပါပြီเนาะနောက်ပြီးတော့ဒီမှာ ABCD EFG HIJ KLMNOP เนาะအခက်ရပဲ26လုံးပါပဲအကုန်ပြည့်စုံပါပြီเนาะကြိုက်မျိုး project ဘယ်လိုလဲဆိုတော့ main ကလေးတွေအတွက်ဖြစ်ပါမယ်เนาะမော်မြိုင်မှာလူကြီးတွေပြောတယ်เนาะ main ကလေးမွေးလို့ဆိုရင်ကြိုက်မျိုးဖတ်เนาะယောက်ျားလေးမွေးရင်ကြိုက်ထူပဲเนาะကြိုက်ထူက plus ကြိုက်မျိုးက minus เนาะကြိုက်မျိုးကအမျိုးသမီးရေးရပါချမ်းကြိုက်ထူကယောက်ျားလေးအမျိုးသားရေးရเนาะအမျိုးသားရေးကြစီမော်မြိုင်ကတော့မွေးဖွားလာတဲ့လူငယ်ပဲကလေးလူကြီးတွေကမွေးဖွားလာတဲ့ကလေးတွေကမိန်းကလေးမွေးရင်ကြိုက်မျိုးဘက်မှာလုပ်ငန်းဆောင်ရွက်ရမယ်မော်မြိုင်ကယောက်ျားလေးမွေးလာတဲ့မွေးလာလူစီစဉ်ကြိုက်ထုမှာလုပ်ငန်းဆောင်ရွက်ရမယ်เนาะdata နှစ်ခုဖြစ်အောင်မယ်เนาะကြိုက်မျိုးအခု project ကြိုက်မျိုး project စရေးမယ်ဒီဇက်နဲ့စမယ်เนาะဒီဇက်ဒါ82718110ဆိုတာတစ်ဆိုတာရုံးသုံးပရိဘောကတစ်တာနဲ့ဆိုင်တဲ့ဥစ္စာเนาะဒီဇက်ဆိုတော့ဘာဖြစ်မလဲဆိုတော့နွားလဲเนาะဒီဇက်ဆိုတာစိတ်နွားဝက်ချက်အဲ့ဒါတွေမွေးမြူတဲ့နေရာဒါပေမဲ့တဲ့ကဆိုတော့မွေးမြူရေးခြံအတွက်တစ်တာတွေစိုက်ထူတာဒါမှမဟုတ်အဲ့ဒါမလို့ချင်းဘူးဆိုရင်နွားလဲတော့မလို့ချင်းဘူးဆိုရင်ဘာလုပ်မလဲဆိုတော့အခုဗါလဲ0ဆိုငှက်တိုင်းလုပ်ငန်းလုပ်လို့ရတယ်ဒီဆက်ဆိုရင်เนาะငှက်တိုင်းလုပ်ငန်းလုပ်မလားဒါမှမဟုတ်ပြားမွေးမြူရေးเนาะပြားမွေးမြူရေးပြားရည်ထုတ်လုပ်တဲ့လုပ်ငန်းလုပ်မှာပြားလုပ်ငန်းဆိုတော့အဆင်ပြေတယ်ပြားလို့ငှက်တိုင်းလို့ပို့ပြီးအဆင်ပြေတယ်เนาะအဲဒီတိုက်ထုတ်ပဲချင်တယ်ဘဲမွေးတယ်ရတယ်ကြက်မွေးတယ်ရတယ်เนาะတဲ့ဆိုဒီတစ်တာနဲ့ဆိုင်တဲ့ဥစ္စာဆိုရင်ကြားမွေးလို့ရတယ်ငှက်တိုင်းမွေးလို့ရတယ်เนาะတစ်တာအင်ကြီးအကြီးဆောက်ပြီးငှက်တိုင်းမွေးလို့ရတယ်ပြားမွေးလို့ရတယ်เนาะ